အခန်း6ရာသီဥတုပထမပတ် D3 မှာဘာတွေသင်ကြားမလဲဒီရှင်းနဲ့အတူတူကြည့်ကြည့်မယ်တာပြီးကဗျာရွတ်ဆိုခြင်းတာပြီးအတန်နဲ့အမည်ရွတ်ဆိုခြင်းတာပြီးအခရာစလုံးဆက်ဆက်ခြင်းတာပြီးဂူရေးခြင်း1-2ကဗျာကိုအမူအရာဖြင့်ရွတ်ဆိုခြင်းပြီးအခရာရွတ်ဆိုခြင်းပတ်ဝန်းကျင်ကိုလေ့လာခြင်းတိရစ္ဆာန်များ၏လှုပ်ရှားပုံအတိုင်းပြုလုပ်ခြင်းအနားယူခြင်းပုံဆွဲခြင်းတဏိတာအနည်းချုပ်တို့ပဲဖြစ်ပါတယ်တာပြီးကဗျာရွတ်ဆိုခြင်းတာဝင်းဘူးဝမ်းပိုက်ကလေးကပူတာဝင်းဘူးလေးလှလှရေးတအားပျော်တယ်လေအဲ့ဒီမှာတာဝင်းဘူးပြပြတတ်ဆရာကအဲ့နားလေးကိုဆိုပြမယ်ဆိုတဲ့အခါမှာလက်ကလေးနဲ့ထောက်ပြီးပြပေးကလေးတွေပုံပြီးတော့အဆင်ပြေရပေါ့နော်ဒါပြီးအတန်နဲ့အမည်ရွတ်ဆိုခြင်းအမည်ကတာဝင်းဘူးအတန်ကတာအမည်ကတာဝင်းဘူးအတန်ကတာတာပြီးအခရာစလုံးဆက်ဆက်ခြင်းတာပြီးနဲ့စားတဲ့စလုံးလေးတွေဥမာတောင်တဲအိမ်တိမ်တမာပင်နောက်ကကလေးတွေတည်တဲ့အရာလေးတွေထပ်မေးလို့ရပါတယ်ပုံလေးတွေရှယ်ခိုင်းရင်းနဲ့လည်းသင်ကြားလို့ရပါတယ်တာပြီးကိုကူရေးခြင်းဆရာကလေထဲမှာရေးပြမယ်တင်မုံပေါ်မှာလည်းရေးပြမယ်လက်ကလေးနဲ့လည်းဆွဲပြမယ်ကလေးတွေကိုလေထဲမှာရေးခိုင်းမယ်တဲမှာရေးခိုင်းမယ်သူတို့အချင်းချင်းကြောကုန်းပေါ်မှာရေးခိုင်းမယ်ပြီးလွတ်လွတ်လပ်လပ်စာအုပ်ထဲမှာအကွက်ထဲမှာရေးခိုင်းမယ်1-2ကဗျာကိုအမှုအရာဖြင့်ရွတ်ဆိုခြင်းဒါကတော့ဆရာရဲ့သင်ကြားမှုပေါ်မူသူရဲ့ပေါ့နော်ကဗျာလေးကိုပေါ့နော်သူရဲ့အမှုအရာလေးလုပ်ပြီးတော့ကလေးတွေကိုသင်ကြားပေးမယ်ကလေးတွေလည်းဆိုမယ်ပေါ့နော်ဆရာတပည့်အတူတူဆိုမယ်ပေါ့ပြီးအခရာကိုရွတ်ဆိုခြင်းဖီလို့ပြောမယ်ချေလို့အခုပေါ့နော်ဖီပတ်ဝန်းကျင်ကိုလေ့လာခြင်းဆရာကပေါ့နော်ကလေးတွေကိုအတန်းပြေုံထွက်ပြီးတော့မူကောင်းကင်ကိုကြည့်ပြီးပြောတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်မိုးရတီပုံကဘာနော်ပုံလေးကိုမိုးရတီပုံလေးကိုပြပြီးတော့ပဲဖြစ်ဖြစ်ကလေးတွေကိုကြည့်ခံပြီးတော့ပုံထဲမှာဘာတွေတွေ့ရလဲအဲ့ပုံထဲမှာဘာတွေဖြစ်နေရလဲမိုးရွာနေရပေါ့နော်မိုးရွာမှာဘာကောင်လေးတွေ့ရလဲဆရာနဲ့တပည့်အပြန်လန်မေးမယ်ပေါ့နော်တရိษံများလှုပ်ရှားပုံအတိုင်းပြုလုပ်ရှင်ဒီနေရာမှာဆရာကခုနကကလေးများကိုမိုးရတီမှာတွေ့ရတဲ့အကောင်လေးတွေနာမည်မေးမယ်ပေါ့မိုးရတီမှာဘာကောင်လေးတွေတွေ့ရလဲမိုးရတီမှာဆိုသူတို့ကဒီဖားတို့တော့နောက်ကမွေးတို့နောက်ကပိုးကောင်လေးတွေသူတို့အမျိုးမျိုးဖြစ်ပါလိမ့်မယ်ခယူပတ်ကြီးတီကောင်စသဖြင့်ပေါ့နော်ကျွတ်တို့မြော့တို့ကြတော့သူတို့တိတ်မသိကြဘူးပေါ့နော်ဒီချေတို့တောင်တို့ဘာလို့ဖတ်ဒီမှာဆိုရင်ကျွတ်တို့မြော့တို့ပေါ့နော်အဲ့လိုမိုးရတီဆိုရင်ချေတို့မြတ်တော်ရဲ့ထဲမှာကျွတ်တွေပေါ်တယ်ပေါ့နော်အဲ့လိုမျိုးသူတို့ပြောတတ်ပါတယ်နေရာဒေသကိုလိုက်ပြီးတော့ကလေးတွေသိတဲ့ဟာလဲနည်းနည်းကွာရှားတာပေါ့နော်ပြီးဆရာဆက်မိမယ်ပေါ့နော်ကဲဖားဆိုဘလို့သွားလဲခုံဆွပေါ့ခယူလေးဆိုဘလို့သွားလဲတရွေ့သွားတယ်ပေါ့နော်တီကောင်ဆိုဘလို့သွားလဲအဲ့လိုကောင်လေးတွေသွားလာလှုပ်ရှားပုံတွေကိုမေးပြီးတော့သူတို့ကိုပါလိုက်ပြီးတော့လှုပ်ခိုင်းပါမယ်အမလီအကြိုင်သူတို့အရန်ပျော်ပါတယ်နော်ပြီးလို့ရှိရင်ဖားငယ်ကလေးကဗျာကိုတီဆူပြီးတော့လက်တွေ့ဖားကုန်မယ်ပေါ့ဖားငယ်ကလေးကဗျာကဗျာအတိုင်းပေါ့နော်တရုပ်ဖော်ပြီးတော့ဒီချေတို့ကကဗျာလဲဆိုမယ်တရုပ်လဲဖော်မယ်ပေါ့ဖားငယ်ကလေးသူတို့အော်တန်ချာကွန်ကွမ်အမီမရှိအတန်ချေစွာအော်ကွန်ကွမ်ဆရာလည်းပဲပေါ့နော်ဒီချေဆိုရင်ဒီကဗျာတင်တဲ့ချိန်ခလေးရောဆရာတွေရောပြောပါတယ်ဖားလို့ခုံပြီးတော့ပေါ့နော်တရှင်းလဲဆိုရင်းနဲ့ပေါ့နော်သူတို့အရန်ပြောကြရပေါ့ကလေးတွေတနေ့တာအနားယူတဲ့အချိန်ဖြစ်ပါတယ်ဒီချိန်မှာကလေးတွေကိုကစားခိုင်းလဲရပါတယ်အိတ်ခိုင်းလဲရပါတယ်ပုံဆွဲခြင်းဒီနေရာမှာဆရာကခြေသင်ခန်းစာမှာသင်ခဲ့တဲ့မိုးရတီမှာတွေ့ရတဲ့အကောင်လေးတွေပေါ့ဒီမှာပေါ့နော်ကိုနှစ်သက်တဲ့အကောင်လေးတွေဆွဲခိုင်းပါမယ်တနေ့တာအနှစ်ရှုပ်ဆရာတပည့်တနေ့ကောင်သင်ကြားခဲ့တဲ့ဟာတွေကိုပြန်ပြီးတော့အနှစ်ရှုပ်ပါမယ်